မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံတောင်ပိုင်းဖားစ်တငွေထုတ်လုပ်ရင်းနေရအားပြင်းထန်သောတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့အစ္စရေးနိုင်ငံဘက်ကထပ်မံတိုက်ခိုက်မှုပြုလုပ်တော့မှာမဟုတ်ကြောင်းသမ္မတဒေါ်နယ်ထရန့်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့လည်းအီရန်နိုင်ငံဘက်ကလက်ထုတ်ပြန်သောအနေဖြင့်ဒေတာတစ်ခုခုဤစွမ်းရည်ထုတ်လုပ်ရင်းနေရအားတိုက်ခိုက်ခဲ့ပါကအမေရိကန်နိုင်ငံဘက်ကပုံမအားကောင်းသောတိုက်ခိုက်မှုများဖြင့်တုံ့ပြန်သွားမည်ဖြစ်ကြောင်းတတိပေးထားပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့အင်းနေပွဲတော်ကြားရောက်တော့မှာဖြစ်တဲ့အတွက်ထိုရက်များအတွင်းစစ်စင်ရေးများကိုခေတ္တရဆိုင်ရန်သဘောတူညီခဲ့ကြောင်းပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံတို့မှပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထိုနေ့မတိုင်ခင်ကခါဘူးရှိစင်တာတစ်ခုအားပါကစ္စတန်နိုင်ငံဘက်ကတိုက်ခိုက်ခဲ့တဲ့အတွက်လူ400ကျော်သေဆုံးခဲ့ရကြောင်းတာလီဘန်များဘက်ကပြောကြားခဲ့ပြီးစစ်ပွဲအတွင်းအသေးပြောက်အများဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့တယ်လို့သိရှိရပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့နိုင်ငံရေးအခမ်းအနားတွင်စစ်တပ်ကပုံမနေရဝင်ယူလာကြောင်းဝေဖန်ခဲ့တဲ့လူခွင့်ရေးတပ်ကြလှုပ်ရှားသူများကိုအစစ်ဖြင့်တိုက်ခိုက်ခဲ့သောစစ်အရာရှိ4ဦးအင်ဒိုနီးရှားနိုင်ငံတွင်ဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အာဏာပိုင်များကတော့ထိုဝန်ထမ်း4ဦးဟာထောင်လှမ်းရေးဌာနမှဖြစ်ပြီးစီရင်ချက်ချပြီးပါကထောင်နဲ့9နှစ်အနည်းဆုံးချခံနိုင်ရှိကြောင်းပြောကြားထားပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အမေရိကန်လူဝက်ထောင်လှမ်းရေးပြောကြားချက်ဖြစ်တဲ့ထိုင်ဝမ်နိုင်ငံအပေါ်ဂျပန်နိုင်ငံ၏ရည်တည်ချက်များမှာတော်တော်လေးပြောင်းလဲလာပြီဆိုတော့သတင်းစကားအားဂျပန်နိုင်ငံဘက်ကညှင်းဆိုခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒေသဆိုင်ရာတင်းမာမှုတွေရှိနေတဲ့ကြားတဲ့ကပဲ၎င်းတို့ဂျပန်နိုင်ငံဟာဆိုရင်တော့ဖြင့်ထိုင်ဝမ်နိုင်ငံနှင့်ပတ်သက်သော policy မှာပြောင်းလဲခြင်းမရှိကြောင်းအာဏာပိုင်များကအတည်ပြုပြောကြားခဲ့ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဗင်နီဇွဲလားနိုင်ငံ၏ယာယီသမ္မတကကာကွယ်ရေးဝန်ကြီးချုပ်ဗလာဒီမာဖာထရီနိုလိုပက်စီနေရာအားထောက်လှမ်းရေးကောင်ဆောင်ဂူစတာဗိုဂွန်ဆာလက်လိုပက်စ်နဲ့အစားထိုးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထိုကာကွယ်ရေးဝန်ကြီးဟာဗင်နီဇွဲလားနိုင်ငံသမ္မတမာထရီယိုလက်ထက်ကတည်ရှိခဲ့သောဇန်နစ်ကျော်ကြားတပ်တန်းရှိသည့်ကာကွယ်ရေးဝန်ကြီးချုပ်တဦးဖြစ်ပြီးနိုင်ငံရေးအခြေအနေများကတောင်းကနစ်ဖြစ်နေချိန်တွင်စစ်တပ်၏ခေါင်းဆောင်ပိုင်းဆိုင်ရာကြီးမားသောပြောင်းလဲမှုကြီးတစ်ရပ်ပဲဖြစ်ပါတယ်ရှင်